ကျွန်တော်တို့ငယ်ဘဝကိုပြေးဆောင်လုပ်ပြီးခဲ့တဲ့မှာအန်မဲတွေကမပါမဖြစ်ပဲလို့ပြောလို့ရတယ်ဗျအန်မဲဆိုပြီးတော့မသိခင်ဂျပန်ကာတွန်းဆိုပြီးခေါ်ခဲ့တဲ့အချိန်တွေကမသိရလို့မရှိတော့အောင်နာမည်ကြီးခဲ့တဲ့အန်မဲတစ်ခုအဲ့ဒါတော့ Who's that Pokemon? တာပါနာရူပေါ့ဘလုံးစင်မှာနာရူက Mobile Legends နဲ့ collaboration skin တွေ skin effect တွေထွက်လာပါပြီDiamond UC နဲ့တုံကံများကိုကျွန်တော်ရဲ့ Stream by Tire Police ဆိုတဲ့ Facebook page မှာဝယ်လို့ရပါတယ်မြန်မာ channel တွေမဟုတ်ပဲထိုင်းဘက်နဲ့ပါဝယ်လို့ရပါသေးတယ်ဗျ Facebook TikTok YouTube တွေကိုလည်း follow and subscribe လုပ်ပေးကြပါဦးဗီဒီယိုလေးဘက်ကိုဆက်လိုက်ရအောင်ပါအားလုံးမင်္ဂလာပါကျွန်တော် Tire Police ပဲဖြစ်ပါတယ်ဗျ ဖေရတယ်ဒီကားမျက်နှာကြည့်အချာကြီးနဲ့တူလား နောက်ရိုးနဲ့ပတ်သက်ပြီးတော့ဇလန်းအရကြိုက်ခဲ့တာတွေရှိသလိုမကြိုက်ခဲ့တာတွေလည်းရှိတယ်ဒါပေမဲ့အခုချိန်မှာဒါတွေကထည့်ပြောဖို့မလိုတော့ဘူးလို့ထင်တာပဲအဲ့ဒါထားပါတော့စကင်တွေဘက်ကိုကြည့်ရအောင်ပါနောက်ရိုးလို့ပြောလိုက်ပြီဆိုတာနဲ့ကိုပွားရပါမယ်90ပါမယ်ခါဆိုပြီးလောက်လိုက်ပြီးတော့ဘန်းဆိုပြီးပောက်ကွဲသွားတာပါမယ်ガーッとやってバーンと終わる နောက်တစ်ခုကတော့ だってばよ အခုပြောမယ့်နေမှာ intro animation တွေကိုမပြောလို့ဘူးတကယ်မိုက်တယ်အပြစ်ပြောလို့မရတော့အောင်ကိုမိုက်တယ်အဲ့တော့အဲ့ဒါလေးတွေအရင်ကြည့်လိုက်ပါみんな渦巻きナルトが帰ってきたぞ見せてやるよシャリンガンの本当の力をな力が湧いてくるみんなを守るために私はもっと強くなるやっシャンナラစကီးဖက်တွေဘက်ကိုဆက်လိုက်ရအောင်ပါအရူမာတော့လူဂျင်နာတွေအကုန်ပါတယ်ဘရာဇီးငယ်နဲ့ခုံပြီးထုတဲ့အချိန်မှာကိုခွဲသွားတာလေးကိုတော့တော်တော်သဘောကျမိတယ်ဗျစကီးတူဒက်စ်လိုက်ရင်စိတ်ဖောင်ပြောင်းသွားတာတွေအာတီမီ3လိုက်ရင်90ပြောင်းသွားတာတွေအစအကုန်မိုက်တယ်တာတီဘာရောပါမပါတော့အခုထိမသိရသေးဘူးပါလာခဲ့ရင်တော့ပုံမိုက်တယ်ပေါ့ဆာစကီရောမဆိုးဆိုပေမဲ့ရှရင်းနဲ့ပတ်သက်ပြီးတော့အများကြီးမသုံးပေးတော့ဘူးintro animation လောက်မှာပဲထည့်ပေးထားတာကိုတော့မြင်ရတယ်ထားတော့စူဆန်တို့ကြီးကြည့်အောင်အယောင်ကတောင်ရမ်းမှိန်နေတာအဲ့ထက်ပိုပြီးမိုင်းအောင်လုပ်ပေးလို့ရတယ်ကွာမလှဘူးမပြောဘူးအယောင်လေးနည်းနည်းလေးပိုပြီးတောက်ရင်တော့ပိုကြီးကောင်းလိမ့်မယ်လို့ထင်တာပဲအခုလုံးစင်မှာကဘာကြီးနဲ့တူနေလဲဆိုတော့ဘလူးဘက်ကြီးနဲ့တူနေတယ်လို့တော့မှခံစားနေရတယ်Same, but different. နီးမုတ်လိုက်တာတွေဘာတွေကအစားတော်တော်မိုက်တယ်လူပုံစံမှာအပြစ်ပြောစရာမရှိတော့အောင်တော်တော်မိုက်တယ်နောက်ထပ်အနေနဲ့ရောဆာကူရာအနေနဲ့ကအဖက်တွေအရင်များနေစရာမလိုဘူးလို့တော့ထင်တာပဲကျွန်တော်အမြင်ပေါ့နော်လက်မအယောင်တွေတောက်နေတာတွေကတော့ထားပါတော့စေးနေကြမလို့ထည့်ပေးတာလက်ခံပေးလို့ရတယ်ထိုးလိုက်ရင်အပြာရောင်ကြီးတွေအနီရောင်ကြီးတွေကဘာတော့ပေါရင်းရလားပတ်စစ်အဖက်မှာထွက်လာတဲ့သွေးလုံးလေးတွေနေရာမှာပက်ကြည့်လေးတွေကိုတုံးမိထားတာလေးတော့သဘောကျဖို့ကောင်းတယ်ခုံထိုးတာတွေမြေကြီးကွဲသွားတာတွေတော်တော်မိုက်တယ်အဖက်တွေမလိုဘဲနဲ့ထည့်ပေးထားတယ်လို့တော့မြင်မိနေရရရှိတယ်အဲ့ဒါလွဲရင်တော့ကျန်တာအကုန်လုံးမိုက်တယ်ခါရတော့တကယ်မိုက်တယ်မထင်တာလောက်အောင်တော်တော်လေးမိုက်တယ်စကေးတူဒန်စ်တိုင်းတဲ့ချိန်မှာတစ်တုံးလေးတွေကြံခဲ့တာတွေတော်တော်ကြီးဟိုမှာကြည့်လို့ကောင်းတယ်တော်တော်ကြီးဟိုမှာ smooth ဖြစ်တယ်လို့ခံစားရတယ်အာတီမီ3လိုက်တဲ့ချိန်မှာ sharing ကြီးပေါ်လာတာအသက်ပဲဖြစ်နိုင်ရင်တော့အာတီ3တဲ့ချိန်မှာသူ့ရဲ့ခွေးလေးတွေကိုတော့ထည့်ပေးစီခြင်းနဲ့ဒါပေမဲ့လည်းဒီတိုင်းလည်းမဆိုးပါဘူးဒါကတော့မပြောတော့ပါဘူး
free skin ဆိုတော့ဒီလောက်ပဲဒါပေမဲ့ဖြစ်နိုင်မယ်ဆိုရင်တော့လမ်းလျှောက်တဲ့ချိန်မှာတဲစီးနေတာတွေဒါမှမဟုတ်သူ့ရဲ့အကောင်ကြီးချူကာကူထည့်ပေးတင်တယ်စေနာရှိရင်ပေါ့ ဒီအခန်းကိုပြအဲ့ဒီအခန်းကိုဖြတ် နာရူရိုဆာဆာကဲဆာကူရာခါခါရှိအဲ့၄ကောင်လုံးမှာအာတီမီ3တဲ့ချိန်ညရင် display မှာသူတို့ရဲ့ပုံကြီးတွေတက်လာမှာပါဂါရာတော့မပါလာဘူးပေါ့ emotional damage ဘာပြောပါလာခဲ့တဲ့မြတ် collaboration 9မှာနာရူရိုကတော်တော်လေးမိုက်တယ်လို့ခံစားရတယ်ကျွန်တော်တိုင်ဘောလေးပါနောက်မှတွေ့ပါမယ်ဗျだってばよ